န်လို့မရဘူးလမ်းလို့မရဘူးဆိုတာဘာလဲဆိုတော့အခု day trip တုပ်အကြောင်းပြောပြမလို့ဒီမှာအယုံမှပဲပြထားတယ်ပိုင်းပဲပြထားတယ်ဒါ day trip တုပ်ဖြစ်ပါတယ်အဲ့တော့ခင်တနာတုံးနဲ့ဘာကွာလဲဆိုတော့သူကလမ်းလို့မရဘူးနှစ်ဖက်လားမဟုတ်ဘူးလို့ပြောချင်တာပေါ့နော်အတွင်းဘက်အချမ်းမှာ cotton shirt လေးတွေကို line နဲ့အဖြစ်နဲ့သုံးထားတာမို့လို့ပိုင်းတော့ဒီမှာအထက်ကတော့ cotton လေးတွေပါ zip တကန်ရိုးရိုး side pocket တကန်စီပါတယ်အပြင်ဘက်မှာလည်းအနောက်မှာ side pocket တစ်ခုပါတယ်အရှိမဒီလိုချင်းပေါင်းမီ style လေးတွေဆိုရှင်ဒီမှာဘောင်းမီရဲ့အိတ်ကလေးတွေကိုပါပိုင်းတော့ထည့်သုံးလို့ရအောင် create လုပ်ထားရပေါ့နော်ဆိုတော့ तू ကဒီလိုမျိုးပိတ်ရမှာဖြစ်တဲ့အတွက်ကျဲသီးပါလို့နှစ်ဖက်လာမဟုတ်ဘူးဖြစ်သွားတာပေါ့နော်ကျန်တာ size တွေပါအကုန်လုံးကခင်တနာတုံးနဲ့အတူတူပါပဲအလျား44 cm အမြင့်က29 cm နဲ့ဒီအောက်ဖင်တောက်က17 cm ရှိပါတယ်ရှင်ဒီပိတ်လို့ရတာလို့အဓိကထားပြီးလိုချင်တာဆိုရင်တော့ holiday trip တုပ်ရှိပါမယ်ဒီဘက်ကိုထားပြီးဒီလိုလွယ်ချင်တယ်ရတယ်မကီးချင်းတွေပါရင်ချိတ်ဖို့အတွက် hook လေးလည်းပိုင်းတော့ထည့်ပေးထားတာဆိုတော့လေဘယ်လိုရှိရင်လဲသူလဲ dust bag နဲ့ရမှာเนาะကဲအပေးကြပါအောင်ကျေးဇူးတင်ပါတယ်